အဓိကတော့နံပါတ်1ချက်အနေနဲ့တော့ကျွန်တော်တို့တင်ရတော့ဒါအခုမှပြင်ဆင်စုဖွဲ့မှုလည်းမကြသေးဘူးပေါ့နော်ကျွန်တော်တို့ training လုပ်တဲ့အချိန်ကလည်းကျွန်တော်နေသေးတယ်ပြီးတော့ကျွန်တော်တို့ player တွေအားလုံးကလည်းကျွန်တော်တို့အခုမှကျွန်တော်တို့အကြောင်းသားရွယ်လေးတွေပေါ့နော် grade 12တွေပါတက်နေတဲ့အကြောင်းသားတွေဆိုတော့ကျွန်တော်တို့အတွေ့အကြုံပိုင်းမှာတော့တခြားပြိုင်မဲ့သေးနေနေတော့ကျွန်တော်တို့တင်ကြတယ်မှာကွာချက်တွေတော့ဒီမှနေတာပေါ့နော်ဟုတ်ကလေးတွေကိုကျွန်တော်တို့ကတော့မှာတော့ပေါ့နော်မင်းတို့ဘယ်လောက်ပဲရှုံးနေဒီပါကိုရဖို့မင်းတို့ကိုသွင်းနိုင်ဖို့တက်နိုင်တော့အကောင်းဆုံးကြိုးစားပါပေါ့နော်ဆိုတော့ကျွန်တော်တို့မှာတဲ့အတိုင်းပဲကလေးတွေလည်းတက်နိုင်ဆုံးတော့သူတို့မှရှိတဲ့အစွမ်းလေးနဲ့တုံ့ပြန်ကြိုးစားပြီးတော့ကိုလိုကိုပြန်ပြီးသွင်းနိုင်ခဲ့တယ်တော့ပမာတော့ဝမ်းသာပါတယ်ခင်ဗျကျွန်တော်တို့ကတော့ဒါတစ်ပတ်တော့ပို့ပြီးတော့ပွဲစဉ်တိုင်းကိုပို့ပြီးတော့ကောင်းလာအောင်တော့ကျွန်တော်တို့ကြိုးစားနေပါတယ်ကျွန်တော်လေ့ကျင့်ခွင့်ပေါ်မှာရောတခြားကျွန်တော်တို့ဒီဘက် physical training တွေမှာရောကျွန်တော်တို့ကလေးတွေကိုတပွဲတက်ပို့ပြီးတော့တိုးတက်လာအောင်သူတို့အမားတွေကိုပြန်ပြီးတော့ပေါ့နော်နောက်ပွဲတွေမှာပြင်ဆင်ပြီးတော့အကောင်းဆုံးမစားနိုင်အောင်တော့ကျွန်တော်တို့လုပ်ပြီးဒီပါလားခင်ဗျဟုတ်ကဲ့ဒီကတော့သူတို့ကလေးတွေ training ပေါ့နော်သူတို့ကျွန်တော်တင်တဲ့အတိုင်းလှုပ်လာနိုင်တယ်100%တော့မဟုတ်ဘူး90%အဲကြောင့်လည်းဒီလိုကလေးတွေစူးစမ်းလို့ရလဲရတာပါဟုတ်အဟောင်းက player 3ယောက်လောက်ပဲရှိတယ်ပြီးတော့ကျွန်တော်တင်မှာကရင်ချင်းဗမာရှမ်းပြီးတော့ကချင်ပြီးအစ္စလမ်ပေါ့နော်လူမျိုးစုံပဲကျွန်တော်တို့ကလူမျိုးစုံဘာသာစုံပဲဟုတ်ကျွန်တော်တင်ကွာချက်တော့ရှိတာပေါ့ဘာလို့လဲဆိုတော့သူတို့ကနေဆောင်ကလာတဲ့လူတွေဖြစ်တော့ကြောက်ရိုင်းလေးတွေပေါ့နော်ကျွန်တော်တို့ကသွေးပေးရတယ်ပြီးတော့ဖူဆဲသူတို့အတွက်အစိမ့်တသိပ်ပေါ့မှန်တိုင်းပြောရင်ဒီကွင်းကြီး MFF ကွင်းမှာတော့သူတို့ပထမဦးဆုံးကန်ရတဲ့ကလေးတွေဆိုရင်100မှာ80%လောက်ရှိတယ်ဟုတ်သူတို့ရဲ့အားနည်းချက်တော့ပြောရရင်တော့နားလည်မှုလွဲတာပေါ့နော်ကျွန်တော်ကစားသမားရဲ့နားလည်မှုလွဲလို့သူတို့ကိုရရှိသွားတာပါဟုတ်အဓိကတော့ training လုပ်မယ်ပြီးတော့ကစားသမားတွေစီစီလုံးလုံးနဲ့တိုက်ပွဲဝင်မယ်ဆိုရင်တော့အောင်မြင်မယ်လို့ယုံကြည်ဟုတ်